ဟိုးချီချီတုန်းကအရန်ကျင်နာတဲ့ဘီလူအနီရောင်လေးရှိခဲ့တယ်။သူ့ရဲ့အရွယ်စားကြောင့်လူသားတွေကသူ့နာကိုမကယ်ရဲကြပဲကြောက်နေခဲ့ကြတယ်။အနီရောင်ဘီလူလေးကကျင်နာတဲ့စိတ်လေးရှိပါတယ်။အနီရောင်ဘီလူလေးဟာတယောက်တည်းအထီးကျန်ဝါနဲ့နေခဲ့ကတငယ်ချင်းဖြစ်သူဘီလူပြလေးကလာပြီးသူ့ကိုဒီလိုပြောလာတယ်။အနီကငါရွာထဲကိုမွေတော့မယ်။မင်းကငါ့ကိုလာတိုက်။အဲ့ခါလူသားတွေကမင်းကိုပြန်စားပေးကြလိမ့်မယ်။အဲ့ခါမင်းနဲ့တငယ်ချင်းတွေရက်လာနိုင်မှာဇလန်အစမှာတော့ကျောင်းနှုတ်ဆက်ပွဲအတွက်တချင်းတွေစုနေခဲ့ကြကကျွန်တော်တို့ရဲ့ဇလိုက်အကောင်ကြီးထားကိကိုတွေ့ရမှာဖြစ်ပါတယ်။ထားကိတငယ်ချင်းတွေကတော့ကျောင်းပြောတော့မဲ့ထားကိကိုဝမ်းနဲ့နေကြကနှုတ်ဆက်စကားတွေပြောနေကြပါတယ်။ထားကိတယောက်လည်းသူ့ရဲ့ခရလေးရှိရာစီကိုတွားပြီးပြောမို့လုပ်ပေမဲ့သူ့ရဲ့ခရလေးကတော့ကောင်လေးတယောက်ကိုပြောနေခဲ့ကကောင်လေးကတော့ပြက်ပြက်တက်တက်နဲ့ညီလိုက်ပါတယ်။အဲ့ကောင်လေးကတော့ကျွန်တော်တို့ရဲ့ဇလိုက်ရဲ့တငယ်ချင်းပါသူ့ရဲ့နာမည်ကတော့ဆုနာကုပဲဖြစ်ပါတယ်။သူတို့တွေကအဆောင်လဲတူပြီးအမေအချင်းချင်းနဲ့ခင်ကြတာမို့သူတို့နှစ်ယောက်ကအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်လာတာပါ။ဆုနာကုကရုပ်အတော်ဖျောက်တဲ့အတွက်သူ့ကိုခွင့်ပြောတဲ့လူတိုင်းကိုလည်းညင်းနေရပြီးစော်ကြည့်ပေးလေးပါ။ဒီနားထဲမှာမတင်ကားစရာကောင်းတဲ့ဘဲကြီးအကြောင်းကိုကြားမိပြီလား။ကြားမိပြီလို့ဆုနာကုလည်းပြောတာကအဲ့ဒါကတော့အရင်နေ့ကရုပ်တည်ကြီးနဲ့မူရန်နဲ့ကျောင်းဝမှာရက်နေခဲ့တဲ့ထားကြီးကိုယ်တိုင်ပါပဲ။ရဲတော်ရောက်လာသေးပါတယ်။ဆုနာကုလည်းအဲ့ဒါကိုကြားပြီးဦးတက်နေခဲ့ရပါတယ်။တကယ်ချင်းနှစ်ယောက်ရထားစင်းနေကြရင်ကလေးရဲ့အမိကိုခုံပယ်ပေးနေတဲ့ဆုနာကုရဲ့လုပ်ရက်ကိုချီးကျူးနေခဲ့ကထားခိလည်းအဖိုးကိုခုံပယ်ပေးပေမဲ့မရပါဘူး။ဟေ့ဟာကိုကောင်မလေးနားကဘဲကြီးကတိတ်မရိုးဘူးနော်။မတော်တရောလုံနေခဲ့ကထားကီလည်းအဲ့ဘဲရဲ့လက်ကိုဖယ်လိုက်ကကောင်မလေးလည်းဒီဘက်လက်လာကကျေးဇူးပါပဲကျွန်တော်တို့ရဲ့ထားကီလည်းကောင်မလေးရဲ့အလှမှာကျွေးစင်းသွားရပါတယ်မေဘေးကိုရဲစခန်းတန်လိုက်ကဒါတော့တူမဟုတ်ကြောင်းနဲ့အဲ့ကောင်မလေးကလေနေတာလို့ပြောနေခဲ့ပြီးကောင်မလေးကိုနှင်းနေခဲ့ကလက်ဘက်ကိုတီးပြီးလိုက်ပြီးဖုန်ရှူလိုက်ဆန်ကိုမြည်လေးကောင်ထားကီလည်းရဲစခန်းမှာထိုးမိလိုက်တာကြောင့်အကျယ်ကျုပ်ကျန်သွားပါတယ်သူနာခုလည်းရောက်လာကရင်းနေခဲ့ကခွေးကရှင်နီတာကိုရက်ပြီးလိုက်တော့အဲ့ကောင်မလေးကြောင့်အဲ့လောက်ဒေါ်တော့ထွက်မယ်လို့မထင်ထားဘူးကွာတာခီအမေလည်းရောက်လာကအပြင်မှာကောင်မလေးတယောက်ကရောက်နေခဲ့တယ်မင်းကိုတွေးကြလို့တဲ့နေမီကယာမာတိုတဲ့ဘတူလဲယာမာတိုကမင်းအတိလားငါလည်းမသိဘူးလေအရင်ဆုံးမင်းအခန်းကိုရှင်းနေတယ်လို့ငါထင်တယ်လို့ဆုနာကူလည်းပြောလာကဒီလေးရောက်သွားပြီရှင်းနေကောင်မလေးကတော့ရောက်နေခဲ့ပါပြီအဲ့ကောင်မလေးကတော့ယထာပေါ်ကကောင်မလေးပါမနေ့ကခုနှစ်ခဲ့တဲ့အတွက်ချီးကျူးတင်ပါတယ်ကျွေနေခဲ့ကငါလည်းသွားတော့မယ်ယာမာတိုလည်းဆုနာကူကိုခဏနေပါအောင်လို့ပြောလိုက်ကထားခဲ့လည်းထက်ဖြစ်ပြန်ပြီလားလို့တွေးနေရပါတယ်ကျေးဇူးဆက်ရှင်လို့ပါဒါလေးလက်ခံပေးပါမဟုတ်ကမကြိုက်ဘူးလားလို့စိတ်ပူနေခဲ့ကထားခဲ့လည်းသူကြိုက်ပါတယ်လို့ပြောရင်ကောင်မလေးလည်းပျော်လိုက်တာလို့ပြောလာပါတယ်စားရှိလိုက်ကအရန်ကိုကြိုက်သွားပြီဘာမို့လဲဟာအဲ့ဒါချိခဲ့လေမင်းတစ်ခါမှမစားဘူးလားမစားဘူးစားတော့ပြီးတော့ကြရင်ဒါဆိုတော့တော့မယ်အေးငါလည်းပြင်သိပြီချင်းတယ်ထားကြီးကတော့ငါတယောက်ထဲကပဲနင့်ကိုကူညီပေးခဲ့တာဆိုတာနင်သိရဲ့လားလို့ရေရွတ်နေမိခဲ့ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ဆုံးမှတီပူတာမှာပဲစိုက်တော့မယ်လို့ထင်ပါတယ်အဲ့ဒါကလည်းကောင်းလာမယ်လေအားလုံးကောင်းမှုအတွက်ပဲဇလန်လေးပြီးတော့ခဲ့ပြီလို့ကြေကွဲနေခဲ့ကနောက်မှရမတိုရဲ့ပုံလေးကြံခဲ့တော့ကိုတွက်လိုက်ရကရမတိုလည်းဆက်လာရင်တောင်းပန်ပါတယ်ငါဖုန်းမေးကြံခဲ့လို့ဒီလိုနဲ့ဖုံးပြန်ပေးဖို့အချိန်ရဲ့နေရာကိုပြောပြလိုက်ပြီးချင်းတို့ဇလန်မပြီးသေးဘူးကွာတူနာခုတ်ကိုလည်းပြောပြလိုက်ရင်အဲ့ကောင်မလေးကတူနာခုတ်ကိုတွေ့ချင်မှဆိုတာငါလောင်းရဲတယ်တူနာခုတ်ကြောင့်ငါတို့ကိုနှစ်ခါမြင်သွားရတာတွားကြစို့နောက်တော့ရမတိုကိုတွေ့လိုက်ရကနောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ကျေးဇူးလည်းတင်ပါတယ်အဲ့လောက်ရင်ကျေးဖို့မလိုပါဘူးဗျာငါတို့ကအတက်တူပဲမလားဟောလေးပြန်လာပေးတဲ့အနေနဲ့ကျေးဇူးလေးဆက်ရှင်လို့ပါဒီလိုနဲ့ရမန်တို့ပေးတဲ့မုတ်ကိုစားကြည့်ရင်တာကီကတော့အရန်ကိုကြိုက်သွားခဲ့ကဒီဟာကိုဘာနဲ့ညာလှုပ်ထားတာလဲလို့တွေးနေမိပါတယ်မိခွေမုတ်ပါငါကူကလှုပ်ခဲ့တာလေဒါအိမ်လုံးမုတ်ပေါ့ငါမုတ်ကိုကောင်းကောင်းလှုပ်လိုက်တဲ့ချင်းနဲ့မုတ်ကိုစိတ်ရှိနဲ့လှုပ်လို့ကောင်းနေတာကိုဟုတ်တယ်လေဘယ်လိုလုပ်နေသိတာလဲခါကီလည်းအနားရောက်လာကဘာကြောင့်လဲမင်းကဘာလို့အမြဲတမ်းတဘောကောင်းနေရတာလဲမင်းချစ်မိနေပြီလားအင်းစနာခုကိုကြားနေတာမလားလို့တွေးနေခဲ့ကရမတော်လေးကတော့သူ့ကိုစားကြည့်နေတဲ့ထာကီကိုရှက်နေရပါတယ်အိမ်နာခဏသွားလိုက်အောင်မယ်ဘာလို့ငါလူလားဆက်မှုမရှိတော့တာလေတခြားနည်းလမ်းရောငါထုံးမြက်ပိုင်ခွင့်မရှိတော့ဘူးသူမအပေါ်အခန်းသားချက်မှမထားတော့ပဲသူမအခက်မတွေ့အောင်ပဲလင်မနဲ့တူရဲ့ရေတွေဆူရှဲနေတဲ့ထာကီကိုတွေးလိုက်ရကရမတော်လေးလေးတုပ်ပေးလာကထနာကိုလည်းတုပ်ပေးနေရပါတယ်ရမတော်ကြောင့်အတဲကွဲရတော့ငုံနေရတော့မှအဲ့ဒါဝမ်းနဲ့ဆရာပဲငါတက်တဲ့လောက်ကိုနေခဲ့မှာပါထားရီကတော့ယာမာတိုကဆူနာခုကိုကြက်နေတယ်လို့ထင်ရဖြစ်ပြီးဖွင့်ပြောရဲ့ဆူနာခုကညင်းပြီးနာကျင်ရမှာစိုးလို့ပါငါကိတ်ကိုနောက်တစ်ခါချက်စားခြင်းလို့ရမလားဒါပေါ့ရတာပေါ့ဟဲ့အောင်မင်းဘာလို့ကိုကြံစီနေတာလဲကွာယာမာတိုလေးပြန်တော့ခဲ့ကသူမမလို့တာကောင်းတဲ့လှုပ်ဝက်ချက်ကိုငါ့ကိုပြောသားတယ်လို့ဆူနာခုလည်းပြပြတာခါသူမကရိုးလေးနဲ့ချစ်စရာတွေထားကြီးလည်းကြောင်တော့ကဘာလို့ဆိုဆူနာခုကတခါမှမင်းလေးတွေကိုချစ်စရာကောင်းတယ်လို့မပြောဘူးလို့ပါနောက်တော့ယာမာတိုလေးကရောက်လာခါမောနေရှာပြီးအဖြစ်တာလေအိမ်မေမတည်ဘူးလေမလို့ဆက်သွယ်ရမှာလဲမိမိလေးငါ့ကိုပြောပြပါလားသူမြင်တဲ့တလောက်လေးပေါ့ဟိုဟာလေးပြီးလာကအီးမေးလ်ပြလိုက်ကကျေးဇူးတင်ပါတယ်ကြွေသွားရပြန်ပါပြီချားကြီးလည်းခေါင်းထဲမှာတော့ရမန်တော်ရဲ့ပုံရိပ်တွေနဲ့ပြည့်နေခဲ့ပါတယ်နောက်မှနင်းတကယ်ပဲဆွနာခုကိုတိုက်တာလားငါ့ကိုများတသားနေတာလားနေကြဖို့အတွက်တူတော့သွားမှာပါအတနတလောက်နေကိုကိုနေရင်းနဲ့ပေါ့
စိတ်ချလိုက်ပါလို့တွေးနေခဲ့ကတပိုင်းနေလေးလေးပြီးသွားခဲ့ပါတယ်